မင်္ဂလာပါခင်ဗျာစပားစိုက်ပြိုးတဲ့အခါမှာအချောက်ကျဲစပားအဆိုကျဲစပားနဲ့ပြိုးနှုတ်ကောက်စိုက်တဲ့စပားဆိုပြီးတော့စိုက်နီး၃နီးကိုအဓိကဆောင်ရွက်နေကြတာဖြစ်ပါတယ်ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာအချောက်ကျဲစပားကပေါင်းမြက်ပြဿနာအများဆုံးဖြစ်ပါတယ်ပေါင်းသက်ဆေးကိုမဖြစ်မနေကိုသုံးရမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့စပားခင်းကတော့ပေါင်းအုပ်ဆေးသုံးထားခြင်းမရှိပါဘူးခင်ဗျာပေါင်းပင်လေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီသည့်ပေါင်းသက်ဆေးကိုပဲဖြစ်ဖြစ်ဘယ်သီးနှံမှာပဲဖြစ်ဖြစ်ပေါင်းမြက်ကအရွက်2ရွက်3ရွက်ထွက်တဲ့အချိန်မှာဖျားနာကအကောင်းဆုံးဖြစ်ပါတယ်တော်တော်များများတောင်သူတွေကပေါင်းသက်ဆေးသုံးတဲ့အခါမှာပေါင်းပင်ရဲ့အရွယ်အစားကိုထည့်မတွက်ကြပါဘူးအမှန်ကထည့်တွက်ဖို့လိုပါတယ်အလွန်ရေးကြည့်တဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်ဖျန်းလိုက်တဲ့ပေါင်းပင်တွေကိုထိထိရောက်ရောက်နှိမ်နှင်းနိုင်ဖို့ဆိုရင်မြေကြီးရဲ့အဆိုဓာတ်ရှိဖို့လိုပါမယ်နောက်တစ်ခုကပေါင်းသက်ဆေးဖျန်းပြီးရေသွင်းပေးဖို့လည်းလိုအပ်ပါတယ်ဆေးဖျန်းရမယ့်အချိန်ကိုသေချာရွေးချယ်ဖို့လိုပါတယ်မနက်ပိုင်းညနေပိုင်းမှာဖျန်းဖို့လိုအပ်ပါတယ်ခင်ဗျာနောက်သတိပြုရမယ့်အချက်ကတော့ဆေးနှုတ်တာဖြစ်ပါတယ်ဆေးအညွှန်းကိုသေချာသွားဖတ်ပါသေချာမေးပြီးမှအသုံးပြုပါခင်ဗျာပေါင်းသက်ဆေးဖျန်းတဲ့အခါမှာဆေးဖျန်းကောင်းရွေးချယ်မှုကလည်းအလွန်အရေးကြီးပါတယ်ခင်ဗျာအခုပြောပြတဲ့အချက်တွေကတော့ပေါင်းသက်ဆေးဖျန်းတဲ့အခါမှာအထူးပြုလိုက်နာရမယ့်အချက်တွေဖြစ်ပါတယ်စပားစိုက်ပျိုးတဲ့အခါမှာပေါင်းမြက်ပြဿနာကြောင့်စပားအထွက်နှုန်းကို40%ကနေ50%အထိထိခိုက်နိုင်ပါတယ်။ဒါပေမဲ့လည်းလိုအပ်မှသာပေါင်းသက်ဆေးကိုဖျန်းဖို့အကြံပြုတိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ comment မှာလည်းဝင်ရောက်ပြီးဆွေးနွေးပေးကြပါဦးခင်ဗျာ။ကျေးဇူးတင်ပါတယ်။